အဲ့တော့ဒီနေ့မှာတော့ဒီနှာစေးနှာပိတ်တာနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်အဲ့တော့မိမိဟာခဏနှာစေးနှာပိတ်တတ်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်သွားတင်ပါတယ်အဲ့တော့နှာစေးနှာပိတ်တာကဘလို့အကြောင်းရင်းတွေအကြောင်းဖြစ်တာလဲခဏနှာစေးနှာပိတ်တာမဖြစ်အောင်ဘလို့လုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်အဲ့တော့နှာစီးနှာပိတ်တာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ပထမတစ်ချက်ကတော့ဒီအေးမီတာတုပ်ကွေးကြောင့်ပြီးတော့နှာစီးနှာပိတ်တတ်တယ်နောက်တစ်ချက်ကတော့ allergic ပေါ့နော်ဓာတ်မတည့်မှုကြောင့်အဲ့တော့ဓာတ်မတည့်တာမှာအဓိကတူကဒီဖုံနဲ့ဓာတ်မတည့်ရလားဖုံနေရှူလိုက်တဲ့အခါမျိုးတွေမှာဆိုနှာစီးနှာပိတ်တတ်တယ်အနံ့ပြင်းပြင်းနဲ့ဓာတ်မတည့်ရလားပေါ့နော်အနံ့ပြင်းပြင်းတွေရှူလိုက်တဲ့အခါမျိုးတွေမှာဆိုနှာစီးနှာပိတ်တတ်တယ်နောက်ပြီးတော့ဒီမိကုံးငွေတွေရှူလိုက်တဲ့အခါမျိုးတွေမှာဆိုရင်လည်းနှာစီးနှာပိတ်တတ်ပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ကိုယ်ကလေးကျင်ငယ်ပြင်းပြင်းထန်လှုပ်လိုက်တဲ့အခါမျိုးတွေမှာရွှေတွေအရန်ထွက်သွားတဲ့အခါမှာလေပြုံ၆တွေ့သွားတဲ့အခါမျိုးတွေမှာဆိုရင်လည်းနှာစီးနှာပိတ်တတ်ပါတယ်နောက်ပြီးတော့ပေါ့နော်ဒီအပူကျရုပ်တရက်ပြောင်းလဲသွားတယ်ပူလွန်အေးလွန်သွားတယ်ပေါ့အကွန်ခန်းထဲမှာနေပြီးနေပူရဲထွက်လိုက်တယ်ဒါမှမဟုတ်နေပူရဲသွားတယ်တော့ပြီးကျအကွန်ခန်းထဲကွန်ခန်းထဲဝင်လိုက်တယ်ပေါ့နော်အပူကျရုပ်တရက်ပြောင်းလဲသွားတဲ့အခါမျိုးတွေမှာဆိုရင်လည်းနှာစီးနှာပိတ်တတ်ပါတယ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်အလင်းရောင်ဆူဆူကြီးအလင်းရောင်ပြင်းပြင်းထန်ထန်ကိုမြင်လိုက်တယ်ပေါ့နော်နေရောင်ကြီးကဲတော့ပြင်းထန်တဲ့အလင်းရောင်ကိုမြင်လိုက်တဲ့ထိတွေ့လိုက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းနှာစီးနှာပိတ်တတ်ပါတယ်အဲ့တော့နှာစေးနှာပိတ်တာခဏမဖြစ်အောင်ဘယ်လိုလုပ်ဆောင်လို့ရလဲဆိုရင်တော့အဓိကတော့ရေများတောက်ပေးရမယ်နောက်ပြီးတော့ဗိုက်တာမင်စီကျွဲသွားတဲ့အစားအသောက်တွေစားပေးလို့ရတယ်အပြင်ကနေပြီးတော့မှဗိုက်တာမင်စီပေါ့နော်တရက်ကို100အားဒါမှမဟုတ်လို့ရှိရင်900အားပေါ့နော်အများဆုံး900အားတစ်နေ့ကို900အားတစ်လုံးစီတောက်ပေးလို့ရပါတယ်